ကြီးဟာဒါပါဒါယုံဒါဆက်သားဒါပါတော့တာငါပဲငါစောဒါကြီးတာတဲ့ဒါဆက်သားတဲ့အခုကျွန်တော်တွားရောက်မဲ့နေရာကတော့ဒီသမင်းဆိုင်နေရှိတဲ့နေရာကျွန်တော်တွားရောက်မှာဖြစ်ပါတယ်ဘေးရတွေတွားလဲဆိုကျွန်တော်ဒီနနက်အာယုံစွန်းတော်ပွဲတွေရှိရဲ့ကျွန်တော်ဒီဇောင်းနန်းတစ်ချောက်ပေါ့နော်အဲအောက်မှာသမင်းဆိုင်နေရှိတယ်ပြောပါတယ်ခုပဲလိုက်ကြည့်ပါဦးခင်ဗျဒါဒီဘက်မှာကျွန်တော်တို့ဒီစီသမင်းတွေငါးကြော်တွေရောင်းချနေတာဖြစ်ပါတယ်မာငပိတိုးစရာရပါတယ်ကျုပ်ပြုတ်ရပါတယ်ခင်ဗျဖျားပန်းနေလည်းရှိပါတယ်အပွေးတိုင်းဖျောင်းနိုင်နေဒီမှာဝယ်ပြီးတော့လှူရောင်းရပါတယ်အခုကျွန်တော်နောက်မှမြင်တွေ့နေရတဲ့နေရာကတော့ကျွန်တော်တို့ဒီဘိုးဘုံနီနန်းနန်းဖြစ်ပါတယ်တမိုင်းဝင်တောင်ပိုင်းဘိုးဘုံနီနန်းနန်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ရပါတယ်တန်ကြီးတော့မောင်ဆောင်ဝတ်ကတ်ဒီနော်ဒီအောက်မှာလည်းကျွန်တော်တို့ဒီတဲခုကိုင်းတွေလည်းရှိပါတယ်ဗျဟုတ်ခုနဘိုးနီနန်းနန်းရဲ့အရှိမကျွန်တော်တို့ဝင်းတဲခုကိုင်းတွေရှိတယ်အဲဒီမှာလည်းဒါရောက်တဲခုလို့ရတယ်ပေါ့နော်ဒီဘက်မှာကျွန်တော်ဝင်းမြစ်တာကဖေးနဲ့အေးဆိုင်တွေရှိပါတယ်ခင်ဗျာကျွန်တော်တို့ဒီဟိုးအောက်ဘက်ကိုကျွန်တော်တို့ကဆင်းရမှာပါအဲ့ဘက်မှာကျွန်တော်ထမင်းဆိုင်တွေရှိရပြောပါတယ်ကျွန်တော်အဲ့နေရာအခုတောင်းမှာဖြစ်ပါလေခင်ဗျကျွန်တော်ဒီမကြခင်မှာရှေ့မှာကျွန်တော်တို့ထမင်းဆိုင်တွေကိုရောက်ရှိမှာဖြစ်ပါတယ်ဆက်ရဟဲ့ကြည့်လကောပြန်အခုမြင်တွေ့နေရနေရာကတော့ကျွန်တော်ဒီလက်မှာပကြီးဆွဲတဲ့နေရာရောက်ရှိနေတာဖြစ်ပါတယ်အခုကျွန်တော်ရောက်ရှိနေရကကျွန်တော်ဒီရိုက်ကြီးကိုရေစီဒီရဲ့ဒီမှာသမင်းဆိုင်တောင်းရောက်ရှိနေတာဖြစ်ပါတယ်ဗောနော်ကျွန်တော်အခုသမင်းတော့ဆောက်မှာဖြစ်ပါတယ်အဲ့တော့ဘယ်ဆိုင်မှာတော့ဆောက်မလဲဆိုတော့ကျွန်တော်ဆိုင်ရွေးနေတော့မှာပဲဗျဟုတ်ဆိုင်ကတော့တော်တော်ကြီးများရယ်ဗောနော်ခုနကျွန်တော်ထမင်းဆိုင်ဈေးနှုန်းတွေကျွန်တော်သွားမေးကြည့်တော့ဒီထမင်းစားမယ်ဆိုရင်တော့သူက12000ရှိရယ်1000ခွဲရှိရယ်တချို့ဟာဆို18000ပေါ့နော်ဟို12000နဲ့ပါလဲဆိုတော့ဒီကြသားဝတ်သားနဲ့စားမယ်ဆိုတော့12000အစားကြီးတာတောကောင်သားပါညာစားမယ်ဆိုတော့ဒီ1000ခွဲပေါ့နော်ဒါကတော့ဒီတောက်လျှောက်မှာသတ်မှတ်ထားတဲ့ထမင်းဆိုင်ဈေးနှုန်းတွေပေါ့နော်ဆိုတော့12000ဒီ1000ခွဲတချို့တိုင်းနေဆိုရင်18000ပေါ့နော်ဟင်းအမျိုးအစားပေါ်မူတည်ရအဝါစားတွေပေါ့နော်ဟုတ်အဲ့တော့သမင်းစားမယ်ဆိုရင်တော့တေချာဈေးနှုန်းလေးကိုတေချာမေးပြီးမှစားတတ်ပါတယ်ခင်ဗျာဟုတ်ဒီကြိုက်ထီးရိုးမှာအပေါ်ပါသွားမယ်ဆိုရင်တယောက်ကို900ကျပ်ပါပေါက်မယ်ထုတ်မယ်ဆိုရင်တယောက်ကို900ကျပ်ပါခင်ဗျာဒီရိုးမှာပေးကြော်တွေထန်းသီးမုတ်တွေလည်းရပါတယ်ကျုပ်ပြုတ်ငုံတုတ်တွေရပါတယ်ဒါပါသားလည်းမိုက်ဆက်သားတွေနော်ဒါကြည့်တာကြီးဟာဒါပါဒါယုံဒါဆက်သားโอเคဘယ်လိုရောင်းလဲဒါတွဲဟုတ်တောင်းခွဲကိုပြီးတယ်โอเคကျေးဇူးပါဒါပါတော့တာငါပဲငါစောဒါကြီးတာတဲ့ဒါဆက်သားတဲ့ငါကြော်ကြီးရက်ချက်တဲမြစ်တရှိတော့ဝါရှိတော့ချက်အခုကျွန်တော်စားမှာကဒီအဝါစား9000ပေါ့နော်အဝါစားနော်9000ဟုတ်ကဲ့ဟောကြည်သားနေပြီဟာဖြစ်ပါတယ်အဝါစား9000ဆိုင်ဖြစ်ပါတယ်
ကျွန်တော်ရှိမှမြင်နေရအားလုံးကကျွန်တော်တို့ဒီအဝါစားခွန်ရောင်တန်ဖြစ်ပါတယ်ကျွန်တော်မှတ်ထားတဲ့ကြည်တာပါဒီရန်ဟင်းက3မျိုးထည့်ပေးပါတယ်ပဲငယ်ပြီးကြော်ရှိမယ်ဒီပန်းမွေးကြော်ရှိမယ်ချက်မောင်ကြော်ထည့်ပေးပါတယ်ဒီမှာတိုးစရာနဲ့ငပိရရှိပါတယ်ဒါကတော့ကျွန်တော်ချက်မောင်ဟင်းဖြစ်ပါတယ်ကျွန်တော်ဆွဲလိုက်ပါအောင်ခင်ဗျာအခုကျွန်တော်စားတဲ့ဆိုင်လေးကကျွန်တော်တို့လေကွင်းဘက်ကိုတွားတဲ့ဆိုင်လေးဖြစ်ပါတယ်ကြိုက်ဒီကိုရောက်ရင်တော့ကျွန်တော်ဒီဇိုင်းလေးကိုလာရောက်အားပေးပါဦးခင်ဗျာစားလိုက်ပါဦးမယ်လုံးဦးတွေချင်းဟုတ်လားကိုယ်ထွက်တယ် နောက်တစ်ပါးဖတ်ဆွဲပါမယ်တော့နည်းလေးကိုယ်ထွက်တယ်ရဦးကျလဲမရဘူးဒီလိုဆိုရင်အဲ့ဒါကတလေကကိုနေပါ ဟိုကခြေသားဟင်းဖြစ်ပါတယ်မလာစားမယ်ဆိုရင်ဟို10ပွဲမှာရေပေါ့နော်ဒီတပွဲ free လို့ပြောပါတယ်အဲ့ဒါကြာအတီး17မျိုးမိသားစုကွဲလေး3000ခွဲ17မျိုးငိမ့်တိတ်ခံပေါ့မ17မျိုးဆိုဟင်းလေးတွေ2000ခွဲနေရာလေးကတ်ချင်လည်းငယ်လေးတို့တီကိုမျိုးကတော့ဘယ်မှာတီကိုမျိုး3000ဖျားပက်လေးပါထက်ကပ်ပါလေဒါလေးကြတော့မိသားစုကွဲလေးပေါ့3ဝင်းကြီးကို3000 17မျိုးငိမ့်တိတ်ခံလည်းကတ်တာပေါ့ကြတော့3000ခွဲပေါ့17မျိုးဆိုဟင်း2000ခွဲဒါလေးက1000ခွဲတော့ဖမောင်းလေးတို့ရဲ့ပထမဆုံးခီးတင်ဖြစ်ပါတယ်ခင်ဗျာအရန်ပြောလားဘယ်လိုပြောလဲကြော်တယ် breakfast သွားစားလိုက်ပါမယ်breakfast သွားစားလိုက်ပါဦးမယ်လို့နေခဲ့လို့ပြန်မလိုက်တယ် ညာလေးကကျွန်တော်တို့ဒီမနေ့အာယုံဆုံးတော့ပွဲဆိုင်လေးဖြစ်ပါတယ်လာလာဆိုဒီဆိုင်ကြီးကိုโอ้ยตะกูရဘူးရေဦးနေရတယ်ဘယ်လိုလဲသွားပြီလေသူမျိုးလည်းရှိပါဟုတ်ပါဘူးရှိလားငါကလည်းငါကစက်ကူနေတယ်ငါကဟုတ်တော့ပဲနေတော့တာပြောဆွဲရမစားမရဘူးနဲ့ကျွန်တော်တို့အခုဟိုဟာမနက်စာစားဖို့တော့လက်ဖိတ်တန်ရောက်နေပါတယ်သမင်းကျော်မှာလာပါတယ်ဒီသမင်းကျော်ကျုံဟပ်ပွိုင်နဲ့ကိုဟို4000ပါနော်တကယ်လို့သမင်းကျော်ကိုဒီဝက်သားနဲ့စားမယ်ဆိုရင်တော့9000ပါဟောလက်ဖိတ်ရဘယ်လောက်2000လက်ဖိတ်ရ2000ပါဒီတစ်ခွက်ကို2000ပါဒါမှမဟုတ်လားဘယ်မှာဝင်လာလိုက်လဲရလာလာပဲမရရင်ကလက်ပါတီချက်ဘူး ဒီကြိုက်ထီးရိုးမှာကျွန်တော်ဒီစားတော့မှာစားမယ်ဆိုတော့ဘာသာကျွန်တော်ဈေးနှုန်းမေးပါဒီရှက်ပါနဲ့ဈေးနှုန်းမေးမှစားပါအင်ကြောက်ကွေးတစ်ချောင်းကို1500ပါအဲ့တော့ဈေးနှုန်းမေးမှစားပါနော်ကျွန်တော်ဒီစီမီ9000ဓမ္မရောပေါ့နော်နေရာတိုင်းမှာတော့ဒီမှာကျွန်တော်ဒီဖုန်းအားသွင်းလို့ရတဲ့နေရာလေးတွေထားပေးထားပါတယ်ဖုန်းအားသွင်းမဲ့ဆိုရင်တော့ဒီအားတစ်ခါသွင်းရင်တော့ငွေ1000ပါဆိုတော့တော်တော်အဆင်ပြေတယ်ပေါ့နော်ဒါကြောင့်ဖုန်းတွေပဲအားကုန်သွားရင်ဒီမှာကျွန်တော်တို့အားသွင်း
ထားခဲ့လို့ရပါတယ်သူတို့ကဒီကိုယ်နာမည်လေးနဲ့ဟိုအောင်ကြီးလေးပေါ့နော်ဟိုဖုန်းမှာကပ်ပေးထားတယ်ဒီဘောဗောက်ချာလေးဖြတ်ပေးထားတယ်အားတစ်ခါတွင်ဝေထောင်ပေးရပါတယ်ဆိုတော့အဆင်ပြေရပေါ့နော်တော်တော်အဆင်ပြေတယ်ဖုန်းဒီမှာအားကုန်သွားရင်ဘာမှစိတ်ဝင်စားမလို့ဒီမှာအားလာသွင်းရပါတယ်